Where's Eep? She went off to get more firewood. I'm gonna go find her. Aga, help me. Eep! Eep! Oh, hey! I'm just gonna have some firewood. I think you've got it covered. Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ get it cover ဆိုတဲ့အသုံးလေးကိုရှင်းပြချင်ပါတယ်ဥပမာမနေ့ပြန်ခရီးထွက်မယ်ဆိုတော့ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရမယ်ထည့်စရာရှိတာတွေထည့်ရမယ်လေ Have you packed your bag Don't worry I got it covered ထည့်စရာရှိတာတွေထည့်ပြီးသွားပြီလားမပူပါနဲ့ထည့်ပြီးသွားပြီဆိုပြီးတော့ပြောတာပါအဲ့လိုမျိုးလုပ်စရာရှိတာတွေလုပ်ပြီးသွားပြီလို့ပြောတာကို get it cover ဆိုပြီးတော့သုံးတာပါဒီရုပ်ရှင်လေးထဲမှာတော့ဤဘယ်မှာလဲဆိုတော့ထင်းသွားကောက်တယ်တဲ့အတူမင်းနဲ့တွေ့တော့ तू ကထင်းကောက်နေတာပါတဲ့ I think you've got it covered. ငါတော့နင်းကောက်ပြီးသွားပြီထင်တယ်လုံလောက်သွားပြီထင်တယ်ဆိုတဲ့သဘောမျိုးနဲ့ပြောတာပါရုပ်ရှင်လေးကိုတစ်ခေါက်လောက်ပြန်ကြည့်လိုက်ပါဦး Where's Eep? She went off to get more firewood. I'm gonna go find her. Aga, help me. Eep! Eep! Oh, hey! I'm just gonna have some firewood. I think you've got it covered. နောက်ထပ်သုံးလို့ရမယ့်နေရာလေးကတော့အပြင်မှာထမင်းသွားစားကြတယ်ဆိုတော့အဲ့ဒီမှာပဲတငယ်ချင်းက Oh I forgotten my wallet ဟာငါ percent ကြံခဲ့ပြီဟဲ့စားပြီးတော့ဝေးပြီစရင်တော့လုပ်ပြီလေအဲ့လိုချိန်မျိုးမှာ Don't worry I've got it covered မပူပါနဲ့ငါမှအလုံလောက်ပါပါတယ်ငါရှင်းလိုက်ပါမယ်မပူပါနဲ့ဆိုတဲ့သဘောမျိုးနဲ့ပြောသွားတာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ YouTube မှာဆိုရင်တော့ like and subscribe လေးလုပ်ပေးသွားပါအောင် Facebook မှာဆိုရင်တော့ like and follow လေးလုပ်ပေးခဲ့ပါအောင်เนาะကျေးဇူးတင်ပါတယ်